ဝေဖြာသောအမတ်တရားလမ်းလေးပါခေါ်ချင်ပါတယ်လားအိုမလားစေတနာတွေအရေးမို့အေးချမ်းတဲ့နေမှာခေါ်ချင်ပါတယ်လားမလားတယောက်ပြုံးရင်တယောက်လဲဝါသာတယောက်မြဲရဲ့တယောက်ချွေးလေးတာပြောစရာကဘာစီအတူတူသွားစို့လားယုံကြည်စွာပေးစပ်ကြသူတိုင်းရရှိကြတဲ့သူတိုင်းအေးချမ်းမှုအပြည့်ပေးဝေငါမြတ်တာလာခြင်းရဲ့မေးရဲ့အနီးမှာပါဝေကြီးမင်းထင်လားနေရှောင်းလိုက်ပေါ်အတော်ပြန်ရှိသမျှမှာတို့တွေ့ဆုံကြမယ်မြတ်တာလမ်းလေးမှာမာယာဝင်ကဘာနဲ့အတားကစားပွဲမှာတန်တရားလေကနေအောင်မလားတရားနဲ့ကလေးစားအမုန်းတရားတို့ဝေးရာကျိုးစုံနေမယ်လားမလားတယောက်လဲရင်တယောက်ဖေးမကရှုံးအမျက်တွေမရှိတော့မြေတာထောက်စဉ်ရင်မတွင်တွင်စီစဉ်သွားယုံကြည်စွာပေးစပ်ကြသူတိုင်းရရှိကြတဲ့သူတိုင်းအေးချမ်းမှုအပြည့်ပေးဝေငါမြတ်တာလာခြင်းရဲ့မေးရဲ့အနီးမှာပါအဝေးကြီးမင်းထင်လားမြေရှောင်းလိုက်ပေါ်အတော်ပြန်ရှိသမျှပါတို့တွေ့ဆုံကြမယ်မြတ်တာလမ်းကလေးမှာကြားရတဲ့သူပျော်ရွှင်သွားနေအောင်ကြည့်ကိုခုကျေဆုံးနေညမှာအိမ်မက်တွေမှာဆန်းပါလှဲလို့ကြည့်လိုက်ပါထူးစဲနေလဲရှာဒီလောကကြီးဆိုတာအချစ်က
ဖို့ဖြစ်လာကြားရတဲ့သူပျော်ရွှင်သွားနေအောင်ကြည့်ကိုခုကျဆုံးတဲ့ညမှာအိမ်မက်တွေမဆမ်းပါလမ်းတော့ကြည့်လိုက်ပါသူစနဲ့လက်ရာလောကကြီးဆိုတာမကြည့်ကနေထိုင်သူတွေတိုင်းပိုင်ဆိုင်ခွင့်ရှိတယ်အဖို့ခါကိုချိတ်ဆွဲမထားဒီကောင်းဆုံးလက်ဆောင်တွေဆိုင်တော့ရဲ့ရင်တွေမှာပြောနေတဘာဝရဲ့ရင်တွေငယ်တွေတဘာဝရဲ့ရင်တွေငယ်တွေဒီကဘာမှာစစ်မဖြစ်ရမည်တနေ့ရရှိရမယ်လေထာဝရနေချမ်းမှုရှာကပျော်ရွှင်နေဘာဝရဲ့ရင်တွေငယ်တွေဘာဝရဲ့ရင်တွေငယ်တွေပိုင်ဆိုင်တာအားလုံးစွန့်တာလေနာလို့စရာလေးပဲရှိတော့မေဘယ်သူဆိုအားလုံးတန်တူလေဒီကိုလိုချင်တော့ဘူးလေလောကတဲ့ခုတီနေအရာရာလာပါရမေအရာရာတန်ရှိရနေထာဝရ
ချိန်ရင်